နောက်ရရင်တန်ကြားပြည်သက်များရှင်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကိုမန္တလေးတိုင်းအမရပူရမြို့ဥယျာဉ်တော်ရွာမှာဖွားမြင်ခဲ့ပါလေဥယျာဉ်တော်ရွာဟာအမရပူရမြို့တီနန်းတီမင်းတရားကြီးဘိုးတော်ဦးဝိုင်းခေါ်ဘရုံမင်းလက်ထက်မှာပန်းပြေနာယူရာမင်းဥယျာဉ်ဖြစ်ခဲ့ပါလေဘိုးတော်ဦးဝိုင်းဟာအင်းဝမ်းမြို့တော်ကိုဆွန့်ခွာပြီးအတိတ်တစ်ပေါင်းနဲ့ကိုက်ညီတဲ့တောင်သမန်အင်းတောင်မြင့်အင်းတောင်ကြီးအင်းတောင်တော်အင်းစတဲ့အင်းလေးအင်းဝိုင်းရန်တည်ရှိရာဘူမိလက်တန်နေရာမှတ်နဲ့အမရပူရမြို့မှာမြို့တစ်နန်းတစ်တီထောင်ကကြီးနှင်းဆိုးဆန်ခဲ့ခြင်းဖြစ်ပါလေအမရပူရမြို့ဟာရင်းနှီးရာသီဥတုသမားမျှတပြီးလေယာလုပ်ငန်းရက်ကန်းလုပ်ငန်းများနဲ့စီးပွားဖွံ့ဖြိုးစည်းဝေးတဲ့မြို့ဖြစ်ပါလေဒါအပြင်အမရပူရမြို့မှာတောင်မင်းကြီးဖျားပထိုးတော်ကြီးဖျားရွှေကူကြီးဖျားကြောက်တော်ကြီးဖျားစတဲ့ဖျားပထိုးစီရီများရဟန်းတန်ကအရှင်သူငယ်များတရင်သုံးနေထိုင်ရာကျောင်းထိုင်ကြီးများစတဲ့သာသနိကအဆောက်အဦများစွာကိုကြီးညိုတပ်ပေစွာဖူးမြော်မြင်တွေ့နိုင်ပါသည်အမရပူရမြို့ရဲ့အရှိတောင်ဘက်၄မိုင်ခန့်กว่าဒုထောက်ရီမြင့်ငယ်မြစ်ရဲ့မြောက်ဘက်ကမ်းပေါ်မှာဥယျာဉ်တော်ရွာကြီးတည်ရှိပါတယ်။ဥယျာဉ်တော်ရွာဟာအမီနဲ့လိုက်ဖက်အောင်တစ်ပင်ပန်းမှန်များစိုက်ခင်းများနဲ့စိမ်းလန်းဆူပြေပြီးတာယာအေးချမ်းတဲ့ရွာကြီးတူရာဖြစ်ပါတယ်။မိုးကုတ်ဆရာတော်ဘုရားကြီးဖွားမြင်တော်မူခဲ့ရာဇာတိရဲ့ရွာဖြစ်တဲ့ဥယျာဉ်တော်ရွာသမိုင်းကျောင်းနဲ့ပတ်သက်ပြီးရွာသူရွာသားများကအခုလိုဂုဏ်ယူဝမ်းမြောက်စွာပြောဆိုကြပါတယ်ရှင်။ဒါလို့လေဒုက္ခဆရာတော်ဘုရားကြီးဟာကျွန်တော်တို့ဥပဒေကြီးရမှာဖွားမြင်ကြတဲ့အတွက်ကျွန်တော်တို့အများအားဂုဏ်ယူနေပါတယ်ဟုတ်တာပေါ့ရှင်ဂုဏ်ယူစရာကောင်းတဲ့အချက်ကလေးကိုလည်းပြောပြပါဦးဂုဏ်ယူစရာကောင်းတဲ့အချက်ကတော့သိဉာဏ်ခေတ်ဘုရားမင်းတရားကြီးလက်ထက်မှာတွေ့ရနေပြီးတော့အမရပူရမြို့ကိုပြောင်းဖြစ်ခဲ့ပါတယ်ဒီတင်နန်းတစ်တည်ခဲ့ပါတယ်အမရပူရစာဥပဒေကလည်းပြောရမှာပါပဲဟုတ်တာပေါ့ဗျာဘရုံမင်းဟာနောက်ပိုင်းမှာဘိုးတော်ဦးဝမ်းရယ်လို့ထင်ရှားလာတဲ့မင်းတစ်ပါးပေါ့သူကမရပူရမြို့နန်းသစ်တည်ဆောက်နေတော့မှဥယျာဉ်တစ်ခုဖန်တီးပြီးအဲ့ဒီနေရာမှာအနားယူအပန်းဖြေလေးရှိတယ်ဘိုးတော်ဦးဝမ်းရယ်မင်းဥယျာဉ်ဟာအခုဘာလို့နေထိုင်တဲ့ဥယျာဉ်တော်ရွာကြီးဖြစ်လာတာပါပဲဟုတ်ပါတယ်ရှင်ဘိုးတော်ဦးဝမ်းရဲ့မင်းဥယျာဉ်နာမည်ကိုတောင်မဟာသီရိနန်းတော်ဥယျာဉ်တော်လို့ခေါ်ဆိုကြပါတယ်ဒုဋ္ဌဝရီမြစ်လို့ခေါ်တဲ့မြင့်ငယ်မြစ်ရဲ့မြောက်ဘက်ကမ်းမှာရေကောင်းမြေကောင်းနေရာကောင်းမှာနေထိုင်လုပ်ကိုင်စားတောက်ကောင်းတဲ့နေရာမျိုးဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ဘုရားကသူ့ဥယျာဉ်တော်ရဖြစ်လာမဲ့မဟာသီရိနန်းတော်ဥယျာဉ်ကြီးထဲမှာအလွန်ချိုပြီးရတာရှိတဲ့တေပင်ကြီးတွေပဲရှိခဲ့ပါတယ်အဲ့ဒီတေပင်ကြီးကိုလည်းအနားရတာနဲ့ပြည်စုံနေတဲ့မှာအဲ့ဒီတေပင်ကြီးကိုလည်းပင်တော်ကြီးလို့သတ်မှတ်ခဲ့ပါတယ်အဲ့ဒီပင်တော်ကြီးအပင်ကိုလည်းရသမတ်တွေနဲ့ကာယံထားပါတယ်ရသမတ်တွေကာယံထားတဲ့အတွက်ကြောင့်မို့လို့လည်းအဲ့ဒီရက်ွက်ကိုရသမတ်ရက်ွက်လို့ခေါ်ခဲ့ပါတယ်ဗျအဲ့ရသမတ်ရက်ွက်ကယနေ့ချိန်นี้ကျွန်တော်တို့ဥယျာဉ်တော်ကျောင်းမှာရှိနေတော့မှာပဲမိုးကုတ်ဆရာတော်ဘုရားကြီးကအဲ့ဒီရသမတ်ရက်ွက်နဲ့ကတ်လျက်ရက်ွက်မှာပဲဖွားမြင်တော်မူခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလည်းထူးခြားချက်တစ်ပါပဲရှင်ဒါရင်ပဲကောင်းမလဲကျမတို့ဥယျာဉ်တော်ရွာမှာကျမ်းပြုအကျော်ဆရာတော်ဥစ္စာနာတို့ဘုလုံတော်ရမင်းဥတာကျွဲတို့လည်းထွန်းပေါ်ခဲ့ပါတယ်ဒီပြင်မြန်မာနိုင်ငံရဲ့တာနာရေးဝန်ကြီးဖြစ်တဲ့ဗန္ဓုလဥစိန်ဆိုတာကျမတို့ရွာစာတိဖြစ်ပါတယ်ရေကောင်းမြေကောင်းအတိတ်မိတ်ကောင်းတဲ့ကျမတို့ရွာကြီးဟာပညာရှိပေါင်းများစွာကိုမွေးထုတ်ပေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ညရည်ညင်တန်ကြားပြည်တန်များရှင်မိုးကုတ်ဆရာတော်လောင်းလျာကိုဖခင်မီးတော်ဦးအောင်ထွန်းမေတော်ဒေါ်ရွှေအိတ်တို့မှမြန်မာတက္ကရာ1262ခုနတော်လာပြည့်ကျော်17ရက်နေ့မှာဖွားမြင်တော်မူခဲ့တာဖြစ်ပါတယ်။မိုးကုတ်ဆရာတော်လောင်းလျာရဲ့ငင်းနာမည်ဟာမောင်လှပေါ်ဖြစ်ပြီးမွေးချင်း8ယောက်ရှိတဲ့အနက်ပြင်းစမမြောက်သားရတနာဖြစ်ပါတယ်ရှင်။မောင်လှဘိုးတို့မိဘများဟာသားသမီးများသလောက်စီးပွားဥစ္စာလည်းပြည့်စုံကြွယ်ဝသူများဖြစ်ကြပါတယ်။လေယာလုပ်ငန်းရက်ကန်းလုပ်ငန်းပိုင်ရှင်များလည်းဖြစ်ကြပါတယ်။စီးပွားပြည့်စုံပြီးသီလလုံခြုံတာကြောင့်အများစုရဲ့ချစ်ခင်လေးစားမှုခံရတဲ့
ပျော်ရွှင်ဝယ်မိသားစုဖြစ်ပါတယ်ရှင်။တော်ရွာကြီးဟာအရေးအဝါဒကောင်းတဲ့တစ်ပင်ကြီးများပေါ်များတဲ့အလျောက်မောင်လာဘောအပောင်ဝင်ကလေးငယ်များဟာတစ်ပင်ရိပ်အောက်မှာစုပေါင်းပြီးပျော်ရွှင်စွာကစားနေရှိကြပါတယ်။အဲ့လိုကစားရမှာတခါတရံရှင်ပြုဝဲကျင်းပါရန်လေကစားကြတယ်လို့သိရပါတယ်။မောင်လာဘောတို့ကလေးတစုရှင်ပြုဝဲကစားပုံကတော့တချို့ကရှင်လောင်းလို့တချို့ကအလှတကားနဲ့အလှမများအဖြစ်ပြင်ဆင်ပြီးရှင်လောင်းလှည့်ကြပါတယ်။အဲ့ဒီအခါမှာမောင်လှဘောကအမြဲတမ်းဖုန်းကြီးလုပ်ပြီးအကရုတ်ခံနေရှိတယ်လို့သိရပါတယ်။ဒါကိုကြည့်ခြင်းအပြင်မိုးကုဆရာတော်လောင်းလျာမောင်လှဘောဟာငယ်ရွယ်စဉ်ကလေးဘဝကစလို့အတိတ်ကောင်းနမိတ်ကောင်းကိုစောင့်ယူခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ရှင်။ရောက်ရုံမြင့်တန်ကြားပြည်သက်များရှင်မိုးကုဆရာတော်လောင်းလျာမောင်လှဘောဟာအသက်4နှစ်အရွယ်မှာအတန်းကျောင်းစတင်တက်ပါတယ်။ဥယျာဉ်တော်ရွာအစိုးရမူလတန်းကျောင်းမှာအကိုအမများနဲ့အတူကျောင်းတက်ပြီးစာကြိုးစားခဲ့ပါတယ်။ကျက်စာတွက်စာအင်စာတွေကိုအကျွေးမကြံမှန်မှန်လုပ်ပြီးတနေ့တန်းထူးချွန်စွာအောင်မြင်ခဲ့လို့အဲ့ဒီတုန်းကကျောင်းဆရာကြီးဦးဆန်ရကိုယ်တိုင်အထူးချီးကျူးခဲ့ရတဲ့ကျောင်းသားတူဖြစ်ခဲ့ပါတယ်ရှင်။
တန်ကြားပြည်သူများရှင်မိုးကုတ်ဆရာတော်လောင်းလျာမောင်လှဘော9နှစ်သားရွယ်မှာပထမဆုံးချိန်ရှင်ပြုပေးပြီးဥယျာဉ်တော်ရွာနောက်မြောက်တဲ့ဂွေးဝင်တော်ရကျောင်းမှာရှင်သာမဏေဝတ်ခဲ့ပါ၏ဂွေးဝင်တော်ရကျောင်းဆရာတော်ဦးစာကရထံမှဥပစ္စေပြုပြီးရှင်သာမဏေပြုရမှာကိုရင်ပွဲတော်ကိုရှင်ဝိမလာလို့ဖွဲ့မိပေးခဲ့ပါလိမ့်ရှင်ရှင်ပြဝိမလာဆိုတဲ့ဒီလိုရှင်းပြတော့ပါဗျာဟောဝိမလာဆန္ဒဒီလိုလေဝိဆိုတာကမရှိရင်အနဲ့ကိုခေါ်တာမလားဆိုတာအမြင်ကြီးအကုသိုလ်စားတဲ့အမြင်ကြီးမရှိဘူးလို့ခေါ်တာပါမြန်မာလိုနော်မှန်လားပါဗျာ